online ကနေတစ်ဆင့်သင်ဖို့အတွက်ကိုစဉ်းစားထားရဆိုလို့ရှိရင်တော့ဒီနေ့ဗီဒီယိုလေးကိုစာဆုံးကြည့်စေချင်တယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ online ကနေသင်မယ်ဆိုလို့ရှိရင်တော့ The Guide မြန်မာမှာလည်း class တွေရှိနေပါတယ်ပေါ့နော်ဆိုတော့ class လို့ပြောတဲ့နေရာမှာလည်းဒီလိုမျိုးလူအများကြီးသင်ပေးတာမျိုးမဟုတ်ဘဲနဲ့ one-on-one class တွေဖြစ်ပါတယ်ဆိုတော့တဦးချင်းမဲ့ပေါ့နော်ဆရာနဲ့ကလေးနဲ့တဦးချင်းမဲ့သင်ရတာမျိုးဖြစ်တယ်တကယ်လို့ကိုက2ယောက်3ယောက်လောက်ပေါ့နော်ကလေးတွေစုပြီးတော့သင်ချင်တယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်အများဆုံး4-5ယောက်လောက်ထိတော့လက်ခံပေးပါတယ်ဆိုတော့အဓိကကတော့ one-on-one ကိုအဓိကဦးစားပေးပြီးတော့မှသင်လို့ရမှာဖြစ်ပါတယ်ဆိုတော့အဓိကကဒီ online ဖြစ်တဲ့အတွက်ကြောင့်မို့လို့တချို့တွေကျတော့လေ line ခက်ခဲတွေ internet ခက်ခဲတွေပေါ့နော်ပြီးတော့ဒီနေရာသွားလာရေးခက်ခဲတွေကြောင့်မို့လို့အဆင်မပြေနေတဲ့သူတွေအတွက်ကြလို့ရှိရင်တော့ဒါ online ကရွေးချယ်လို့ကောင်းတဲ့အချက်တစ်ခုဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ one-on-one ဖြစ်တဲ့အတွက်ကြောင့်မို့လို့မေးချင်တာတွေမသိတာတွေမရှင်းတာတွေကိုလည်းတခါတည်းရှင်းလင်းအောင်လုပ်မေးလို့ရမယ်ပြီးတော့လို့ရှိရင်ကိုကဒီအချိန်ပေါ့နော်အဓိကကတော့ကိုလိုချင်တဲ့အချိန်ပေါ့နော်ကိုကတနေ့ကုန်ကြောင်းတက်ရတယ်ကျူရှင်တက်ရတယ်ဆိုလို့ရှိရင်လည်းညဘက်လေးမှာပဲပြန်ပြီးတော့ဆရာဆရာမနဲ့ပြန်ပြီးတော့တစ်ခေါက်ပြန်ပြီးတော့လေ့လာလို့ရမှာဖြစ်တယ်ပေါ့နော်ဒါလေးတွေကတော့ဒီ online class လေးပေါ့နော်ဒီတကိုင်းမြန်မာမှာရှိတဲ့ online ကနေတင်သွင်းလို့ရမယ့်ပုံစံမျိုးလေးဖြစ်တယ်ပေါ့နော်တကယ်လို့ကိုလိုချင်တဲ့ပုံစံမျိုးလေးပေါ့ကိုကတရက်ကိုတစ်ချိန်သို့မဟုတ်လည်း2ချိန်လောက်လိုချင်တယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးညှိနှိုင်းပြီးတော့မှကျူရှင်ကျောင်းတွေမတက်တဲ့ကလေးတွေအတွက်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုး online လေးနဲ့သင်လို့ရတယ်ပေါ့နော်ဒါမျိုးလေးကိုပြပေးတာဖြစ်ပါတယ်ဆိုတော့ online ကနေသင်ချင်တယ်ဆိုလို့ရှိရင်လည်း live ဆောင်စမ်းမြင်လို့ရပါတယ်ခင်ဗျာ